စာပေရှိသူများအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။ဒီတစ်ခါမှာတော့စာရေးဆရာဂုံဝင်းရေးထားတဲ့စိုက်ကားသမားဆိုတဲ့ဝတ္ထုတွေတို့ကိုဖတ်ပြခြင်းပါတယ်။ဘာကြီးသည်စိုက်ကားဟုံးကိုတပွိုင်းပွိုင်းနှိပ်ရင်စူးလေစီရီတော်ကို꿰နေလိုက်လေသည်။သူ့စိုက်ကားသည်ခါလီဖြစ်သည်။ယခုမှအိမ်ကားထွက်လာကစားလည်းဖြစ်သည်။ညနေက6 နာရီလောက်မှအိမ်ပြန်လာပြီးအိမ်မှာကြံရိတ်ခဲ့သောမိမိ၏မျက်မှန်မြင်အဖေကြီးနှင့်မိမိရဲ့အတွက်မနက်ကလေးကချက်ထားပြစ်ခဲ့သောထမင်းကိုဒေါ်ပန်းထမင်းဆိုင်ကဟင်းသုံးမှတ်ဖို့နှင့်စားကြသည်ညစာထမင်းစားပြီးခိတ္တများအညောင်းအညာဖြစ်ပြီးမှယခုနောက်ထပ်တကြော9 နာရီရုပ်ရှင်အပြီးကိုလာကြိုခြင်းဖြစ်လေသည်ဘာကြီးသည်စူးလေမန်တိုင်းကို꿰မိသောအခါရုပ်ရှင်ရုံများစီသို့စိုက်ကားကိုခတ်သက်လေးနင်းသွားလေသည်နင်းရင်လူရညာမောင်ရိပ်စီသို့လည်းကြည်ရသည်၏ရံဖန်ရံခါမှောင်ရိပ်နှင့်တိုက်ကြိုတိုက်ကြားတို့စီမှလူရခဲ့ဘူးလေသည်သို့တော့ဒီတခါတော့အဘဲအမှောင်ရိပ်မှမိမိ၏အလားကိုစောင့်နေသောသူများကိုမတွေ့ရချေဘဟုမိသက်ဌာနချုပ်ကြီး၏ရှိပီဒီယာလမ်းမကြီးတစ်လျှောက်သည်မြေနီအောင်မီးအောင်တို့ဖြင့်သာထိန်လင်းလျက်ရှိလေသည်ဖရော်ဇာတောင်းသူအရောက်တွင်ဘာကြီးသည်စိုက်ကားပရိတ်ကိုဆောင်းဆွဲလိုက်ရလေသည်ရုတ်တရက်ပြင်းထန်သောအရှိန်နှင့်တစုံတောင်ဘက်မှမောင်းလာသောထရက်ကားတစ်စီးသည်ညာဘက်သို့ချူအကွေတွင်ပလိတ်လက်ပြတိုင်းကိုဝင်တိုက်လေသည်ချက်ချင်းပင်မော်တော်ဆိုင်ကယ်စီးပလိတ်များနှင့်လမ်းသွားလမ်းလာများထိုနေရာသို့အုံလာကြသည်သို့သောမကြာမီဝိုင်းအုံနေသောလူထုကိုဖောက်၍မိုင်ရိုင်းစွာဆွဲဆူလိုက်သောအတန်များပေါ်လာသည်ထို့နောက်ထရက်ကားသည်ဝူးကနေဆောင်၍မောင်းနှင်ထွက်ခွာသွား၏မော်တော်ဆိုင်ကယ်စီးပလိတ်များတယောက်များနောက်မှလိုက်သွားကြသည်ကိုမတွေ့ရချေဒီနောက်တွင်မူစစ်ကားကစစ်ကားဟုသောတယောက်တစ်ပေါက်ပွက်စီပြောနေသမျှကိုသာဘာကြီးကြားလိုက်ရလေသည်ဂလုတ်ရုပ်ရှင်ရုံရှိအရောက်တွင်ရုပ်ရှင်မပြီးသေးကြောင်းဘာကြီးသိရလေသည်ထို့ကြောင့်အေးအေးဆေးဆေးပင်မုံတိုက်ဘက်စီသို့စိုက်ကားကိုဆက်နေလာလေသည်မုံတိုက်ဘေးတွင်ရက်မိသောအခါတွင်မှအိတ်ထဲကတပဲနှစ်လိပ်တန်စေးဘောလိတ်ကလေးကိုထုတ်၍တောင်းမိလေသည်ဒီအခါတွင်မှတညင်ညင်တိုက်ခတ်နေသောမိုးသက်လေးကလေးကိုလည်းဘာကြီးခံစားမိသည်ဒီအခါမှအကောင်းကင်တနေရာတွင်မဲမောင်နေသောမိုးသားများနှင့်ကျယ်လေး4-5 လုံးကိုသူမော့ကြည့်မိသည်သို့သောခုချက်ချင်းတော့ရွာလိုက်မည်မဟုတ်ဟုဘာကြီးယူဆမိလေသည်ထို့ကြောင့်လေးအေးကိုခံစားရင်စေးဘောလိတ်ကလေးကိုစီးစိမ်ကြီးစွာရှူဖွာနေခဲ့လေသည်စိုက်ကားဆရာလိုက်မလားပြုတ်ထိုအတန်ကြောင့်ဖိနိုင်ကုန်ပေါ်မှဘာကြီးလျှောဆင်းလိုက်၏သို့သောခဏအကြာတွင်သူ့ဘေးသို့ရောက်လာသောလူနှစ်ယောက်ကိုကြည့်၍မအားဘူးခမဟုပြန်ပြောကဘာကြီးသည်ဖိနိုင်ကုန်ပေါ်သို့ပြန်တက်ထိုင်လိုက်လေသည်ဒီအချိန်ဒီကာလမှာဒီလူသားမျိုးကိုရှောင်ကအန္တရာယ်ကင်းသည်ဟုဘာကြီးကိုဘာကြီးအသိဉာဏ်ကနှိုးဆော်လိုက်လေသည်ထိုလူနှစ်ယောက်ကအရေးကြီး၍အခါဘလောက်ပဲဖြစ်ဖြစ်ပြီးပါမည်လိုက်တာပို့ပါဟုဆိုလာသည်တော်လေဘာကြီးသည်ဖိနိုင်ကုန်ပေါ်မှမစင်တော့ချေခေါင်းကိုသာတွင်ခါ၍ညင်းနေတော့သည်မှန်သည်ဘာကြီးညင်းရပေမည်မိမိ၏အသက်ထက်သူတို့ပေးမည်ဆိုသောအခါချင်းဝေကိုဘာကြီးမမောကြီးမကြမီပင်ရုပ်ရှင်များပြီးလေသည်လူဘလောက်နည်းနည်းများဘာကြီးသည်အလူအရက်တော့ခေါ်လေးမရှိရေထို့ကြောင့်ရုပ်ရှင်ရုံများထဲမှအန်ကြလာသောလူများကိုဘာကြီးစောင့်ကြည့်ရတာနေသည်တဝက်မြကုံသွားပြီဖြစ်သောဆေးလိပ်တူလေးကိုလည်းမိသက်၍ဖိနိုင်ကုန်အောင်မှညှက်ထားလိုက်လေသည်ဘာကြီးစိုက်ကားသည်ခဏအကြာတွင်လူနှစ်ယောက်ရလာသည်တယောက်ကမိန်းမဖြစ်၍အခြားတယောက်ကယောက်ျားဖြစ်သည်မိန်းမဖြစ်သူကိုဒီလိုချိန်မျိုးတွင်ဘာကြီးခဏမြင်ဘူးလေသည်ခဏလည်းဒီလိုယောက်ျားတယောက်နှင့်အတူဘာကြီးလိုက်ပို့ဘူးလေသည်ယောက်ျားဖြစ်သူကိုတော့ဘာကြီးဒီတစ်ခါပဲမြင်ဘူးသေးသည်ထို့ကြောင့်ဘာကြီးသည်ခါတိုင်းလိုက်ပို့ဘူးသည့်ရန်ကုန်အနောက်ပိုင်းသို့စိုက်ကားကိုနင်းလာခဲ့လေသည်ရန်ကုန်ည၏ခရီးသည်နှစ်ဦးကလည်းမိတို့မှမကန့်ကွက်ချချေတခါတော့ဒီခရီးသည်မျိုးကိုလိုက်ပို့ပေးရသည်ကိုဘာကြီးစိတ်ပြတ်မိသည်အစဲမခံကျင်တော့လဲအစဲခံရသည့်အခါခံရတတ်၏ယခုလိုနှစ်ယောက်တွဲကိုသွားပို့ပေးရသည်ကတော်သေးသည်တခါဘာကြီးကိုယ်တိုင်ဖာရင်များကိုတအိမ်ဝင်တအိမ်ထွက်နှင့်ညာစည်းစိမ်ရင်မှုမိဆရာအလိုအတိုင်းလိုက်ရှာပေးခဲ့ရလေသည်ထိုအခါများတွင်ဘာကြီးများစွာစိတ်ပြတ်မိလေသည်သို့သောဘာကြီးဘဝသည်ဝမ်းကြောင်းနေရသောစိုက်ကားသမားဘဝပေမူတစ်ခေါက်တည်းအလွယ်နှင့်ခက်မြက်မြက်ကလေးရမည်နှင်းကားကိုဘာကြီးမစွန့်လွတ်နိုင်ထို့ကြောင့်ယခုလည်းဘာကြီးသည်စိုက်ကားကိုခတ်သက်ကလေးနင်း၍ပြောသလိုလိုပင်ဖြစ်လာလေသည်ဘာကြီးသည်အနောက်ပိုင်းခရာတစ်ခုတွင်စိုက်ကားကိုထိုးရလိုက်၏သူမျှော်လင့်သည့်အတိုင်းနင်းကမျက်မျက်ကလေးရလိုက်လေသည်ထို့ကြောင့်သူအိမ်ပြန်တော့မည်ဟုစိုက်ကားကိုပြန်လှည့်တွင်ဘ
သူ့ကောင်းကိုအသိဉာဏ်တစ်ခုဝင်လာပြီးသူ့ရင်ထဲမှာလည်းစာလာလေသည်ချက်ချင်းသူ့မျက်နှာတွင်ပြုံးရည်များတန်းလာပြီးချွေးဖြင့်ဆေးထိုင်းနေသောမျက်နှာသည်လျှက်စစ်မီးအောင်တန်းများအောက်တွင်ပြောင်းလဲနေသည်ကိုတွေ့ရလေသည်ထို့နောက်ပါကြည့်သည်စိုက်ကားကိုရှေ့သို့ဆက်နှင်းသွားပြီးမှောင်မဲနေသောလမ်းကျဉ်ကလေးတစ်ခုအတွင်သို့ချိုးဝင်သွား၏ဒီလမ်းထဲသို့ပါကြည့်မရောက်ခဲ့သည်မှာ၄-၅ ရက်ရှိသွားပြီးလမ်းထဲ၌မီးအောင်ဆို၍အလင်းပင်မရှိချေဘာကြီးဤစိုက်ကားနှင်းဝင်လာမှစိုက်ကားထိမ့်မှမီးအောင်ကအမောင်ကိုချိနေစွာဖြိုခွင်းလေသည်ခဏအကြာတွင်တဲအိမ်လေးတစ်ခုရှိ၌စိုက်ကားကိုထိုးရက်လိုက်ပြီးတဲစီသို့ဘာကြီးလှမ်းကြည့်လိုက်သည်ဒီအိမ်နဲ့ဘာကြီးမရောက်ခဲ့သည်မှာလည်း၄-၅ ရက်ရှိသွားပြီးတဲဘဝတွင်အဘယ်သူကိုမှမတွေ့ရသောအခါဘာကြီးဟွန်းတစ်ချက်နှိပ်သည်သို့တော်လည်းအတန်ကြာမြည်သူမျှပေါ်မလာသေးပဲနောက်ဟွန်းတစ်ချက်ထပ်နှိပ်လိုက်မှတဲရင်းမှမီးအောင်လက်ကနေရွေရှားသွားသည်ကိုမြင်ရပြီးအကိုကြီးလာလေးဟူသောအတန်နှင့်အတူတဲဘဝတွင်မိမတအုပ်ပေါ်လာလေသည်ဘာကြီးဆိုင်ကားပေါ်မှဆင်း၍တဲပေါ်သို့လှမ်းတက်လိုက်၏တဲရင်း၌မီးအောင်သည်တနေရာစီသို့ရွေလျားသွားပြန်လေသည်မကြမီတဲဘဝ၌လူရှင်းသွားပြန်သည်အဘယ်သူကိုမှမတွေ့ရပြန်ချီသို့သောခဏအကြာတွင်ဘာကြီးတဲပေါ်မှဆင်းလာပြီးဆိုင်ကားကိုတော့ခတ်လိုက်လေသည်ဘဲနဲ့တော့ခဏဘလောက်စီလဲအကိုကြီးမိုင်းတဝေဝေတက်နေသောရေနံကွက်လေးသည်မိန်တုံမျက်တောင်ခံနေသည်ဆေးလိတ်ထိုင်ပွားရင်သူ့ကိုစိုက်ကြည့်နေသောဘာကြီးကိုအင်ကြီးဟင်းလင်းနဲ့မိမပြိုကဘဲနဲ့တော့ခဏဘလောက်စီလဲအကိုကြီးဟုမေးလိုက်လေသည်သို့တော့ဘာကြီးကမြည်တို့မျှပြန်မပြောပဲလက်ထဲကဆေးလိတ်ကိုသာဘေးကနိုးစီခွက်အလွတ်တစ်ခုတည်းချထားလိုက်လေသည်ထို့နောက်လူပြည်ကနတ်ဘုံမှာဘာကြီးရဲ့အစွမ်းကုန်စီးစိမ်ရင်မှုနေလေသည်ဒီအခါမှတနေ့လုံးပင်ပန်းထားသမျှအရရက်ကပင်ပန်းထားသမျှတို့ကိုဘာကြီးမေးပြောက်သွားတတ်သည်သူ၏ပင်ပန်းမှုတို့ကိုဒီလိုဖာရင်သွား၍အမောဖြေရခြင်းကိုဘာကြီးနည်းနည်းတော့ညှိုးဝေးမိလေသည်ညှိုးငွေယုံသာညှိုးငွေနိုင်ရှာသည်မတော်ပဲနင်တော်လဲဘာကြီးမနေနိုင်ပြန်သွေးသား၏တောင်းတမှုကိုပုထုဇဉ်သားတအုပ်ဖြစ်သောဘာကြီးကလွန်ဆန်ငင်းကန်နိုင်ပါမည်လားတခါတုန်းကတော့မူအတီတကျမိမယူ၍အိမ်တဆောင်မိတပြောင်နှင့်နေမည်ဟုဘာကြီးစိတ်ကူးမိရှာပါသေးသည်သို့တော်ယနေ့တိုင်ဘာကြီးခမမနေနိုင်ရှာခဲ့ပြီးမိမယူသည်ဆိုရာတွင်အပြောလွယ်သလောက်ဝန်တာကျဲလာပေသည်ယခုအခြေ၌ပင်ဘာကြီးခမမှာမိမိနှင့်မျက်မှန်မြင်အဖေကြီးတို့၏ဝမ်းရည်အလျင်မီအောင်တဏီကုန်တဏီကန်ပေါင်များပင်ကွာလာသည့်အထိစိုက်ကားကိုနင်းရရှာသည်မိမယူမိသောမိမ၏နောက်တွင်သားသမီးများတိုးဝါလာအောင်မည်သူတို့တွေကိုမြည်သူကထမင်းကျွေးထားမည်နီဘာကြီးသည်သူ့အင်အားနှင့်သူတက်နိုင်သည်၍နှဝမ်းစာမျှသာရှာဖွေနိုင်ခဲ့သည်ဒီထက်ပို၍သူရှာနိုင်မည်မဟုတ်ရှာနိုင်သည်ထားပါအောင်ရှာ၍ရမည်ကမဟုတ်ပေရန်ကုန်တွင်သူလိုပင်ဝမ်းစာကြောင်းနေရသောလူများဒုနယ်တွေရှိသည်ကိုဘာကြီးနေတိုင်းသိခဲ့ရသည်မြင်ခဲ့ရသည်ဒီအမြင်အသည့်တို့ကိုရရှိထားပါလျက်နှင့်ဖြစ်လို့ရဖြစ်စီသဘောပိုက်၍အရေးဆုံးမိမယူလိုက်ဖို့ကိုမူဘာကြီးစိတ်မကူသေးချေဘာကြီးသည်စိုက်ကားသမားတအုပ်ဖြစ်ပေမဲ့အသည့်အလိမ်မှညံလေးရှိပါသေးသည်ဒီအထိအောင်တော့ဘာကြီးမမိုက်ပါထို့ကြောင့်သူ၏ပင်ပန်းမှုတို့ကိုဘာကြီးသည်3-4 ရက်တခါဆိုသလိုဒီလမ်းချင်းကလေးတွေကထိုတဲငယ်လေးအတွင်းမှာလူပြည်ကနတ်သမီးကလေးနှင့်အမောဖြေပြရလေသည်ရေနံစီမြုပ်ွက်လေးသည်ငိမ့်လူငိမ့်ခင်ဖြစ်နေရမှပြန်တောက်လာလေသည်ရော့အင်းဘာကြီးသည်အိတ်ထဲမှစောစောကရလိုက်သောဝေဆက်ကူ4 ရွက်အနက်2 ရွက်ကိုထုတ်၍လှဲနေသောမိမပြို၏လက်ထဲသို့ထည့်လိုက်လေသည်မိမပြို၏မှိမ့်မိန်သောမျက်လုံးလေးများသည်ကြက်တန်လေး2 ရွက်ကိုမြင်ရသောအခါအယောင်များလက်၍လာကြသည်ဟုထင်ရလေသည်ဘာကြီးတို့ဆက်ဆံသောခန္ဓာကိုယ်ကတော့တန်ဖိုးတည်များလောက်ပဲရှိသည်ဒါတောင်ခဏဘလောက်စီပလဲဟုဘာကြီးကရွှွတ်၍မိလိုက်သောအခါမိမပြိုသည်ဒါပဲဟုဘာကြီးစီမှရထားသောကြက်တန်လေး2 ရွက်ကိုဖြန့်ပြပြီးမျက်နှာညှိုးသွားခဲ့ရှာလေသည်အကြောင်းရင်းအမှန်ကတော့ရန်ကုန်တွင်သူ့လိုပင်အသက်မွေးနေရသောမိမပြိုများဒူးနေလေးရှိလေသည်ထို့သို့သိရသောအခါဘာကြီးကမိမပြိုကိုတနာသွားသည်တနာယုံမှာအပဘာကြီးအခြားဘာများတတ်နိုင်သည်ပါသနည်းအိတ်ထဲတွင်ကြန့်ရှိနေသောကြက်တန်လေး2 ရွက်ကိုဘာကြီးစေရနာပို့နိုင်ပါမည်လားဝေးပါသည်ဒီလိုသာစေရနာပို့မိနေခဲ့လျင်ဘာကြီးခမယောဂရ၍မသိပဲငိုက်၍တည်ခဲ့ရမည်မှာကြာပါပြီစင်စစ်မှာဘာကြီးနှင့်ဒီမိမပြူဘာများခြားနာတော့ပါသနည်းဘာကြီးလည်းဝမ်းစာအတွက်ငွေရှာရသည်မိမပြူလည်းဝမ်းစာအတွက်ငွေရှာရသည်ခြားနာသည်ဟုခေါ်နိုင်ဆိုနိုင်သောအချက်တစ်ခုပဲရှိလေသည်မူအားဖြင့်ငွေရှာရခြင်းအတူတူဖြစ်တော်လဲ
ရှာပုံရှာနီးမှာခြားနာသွားသည်ဘာကြီးကသူ၏ခွန်အားနှင့်စက်ကရိယာကိုအရင်တည်၍ငွေရှာရသည်မိမပြိုကမူလူအချင်းချင်းကသမုတ်သည့်ဖာရီဟုသောဘဝဖြင့်သူ၏ခန္ဓာကိုယ်ကိုအရင်ပြူကငွေရှာရလေသည်ဤသို့လည်းရင်ခြားနာသွားကြသည်သို့သောမိမပြိုကိုဘာကြီးတနာမည်ဆိုကတနာတင်သောအချက်တစ်ခုရှိသည်သူတို့သည်ဘာကြီးတို့အပေါ်တွင်မိခုနေရသူများဖြစ်ကြသည်ဘာကြီးတို့ငတ်ကသူတို့လည်းငတ်မည်ဘာကြီးတို့အရှာဝေကောင်းမှသူတို့လည်းချောင်းလဲမည်ထို့ကြောင့်သူတို့တွေသည်ဘာကြီးတို့အရှာဝေကောင်းပါစေနေတွက်စီပါစေဟုဆုတောင်းနေရသူများဖြစ်ကြရှာလေသည်ဘာကြီးအင်ပြန်လန်းတစ်ချောင်း၌လေကလေးတချွန်ချွန်နှင့်လူတိုင်းရသောကိုများကြီးတေတပုတ်ကိုတိုးတိုးညီလာလေသည်အချိန်သည်အတော်လေးပင်ညှိနှံ့သွားကြလေပြီတပိုင်းသောရန်ကုန်သည်ည၏အမောင်အောက်တွင်အိမ်မောကြနေ၍တပိုင်းသောရန်ကုန်သည်ည၏အလင်းရောင်အောက်တွင်နိုးကြနေလေသည်မိုးလဲရွာတော်မူကောင်းကင်တွင်ကြဲတလုံးများမရှိတော့ထို့ကြောင့်ဘာကြီးသည်စိုက်ကားကိုခတ်သက်သက်လေးနင်းပေးလိုက်ရာမကြမီပင်စူးလင်မန်တိုင်းကိုဥတိုင်းမိလေသည်သို့တော်သူသည်စူးလင်မန်တိုင်းကိုကွေးမိ၍တဝက်မျှသာခရီးရသေးသောအချိန်တွင်သူရှိမှစီလျက်သူမျက်နှာကိုလက်နှိပ်ဓမီဖြင့်ထိုးပြီးဟေ့စိုက်ကားကိုရဲသားတအူးကခတ်ထန်စွာလှမ်းခေါ်လိုက်လေသည်အမှန်ကတော့ဘာကြီးမသွားခြင်းသို့တော်ပလက်ဖောင်းပေါ်တွင်ရက်နေသောရဲသားထံသို့သူသည်စိုက်ကားကိုနင်းသွားရလေသည်ငါဗဟန်းလိုက်ဖို့စံအနာကမီလျင်ပင်ရဲသားကအမိန်ပေးသည်ထို့ကြောင့်တရီးတရိုင်းနှင့်ပလက်ဖောင်းပေါ်မှဆင်းလာလေသည်ရဲသားတော်တော်လေးထွေနေပုံရသည်ဘာကြီးသည်အိမ်ကိုသာပြန်ကျင်လာပြီးဘယ်ကိုမှမသွားကျင်တော့သူပြန်ရမည့်ခရီးကပစုံတောင်ယခုလိုက်ပို့ခိုင်းနေသည်ကဗဟန်းဘာကြီးအနှဲငယ်များလိုက်ပို့ခြင်းစိတ်မရှိပေထို့ကြောင့်ကျွန်တော်အိမ်ပြန်တော့မယ်ဆရာဟုညှင်းဆန်လိုက်လေသည်ဘာကြီးအငင်းကိုကြားလိုက်ရသည်နှင့်တပြိုင်နက်ဘာကွာဟုဆိုကရဲသားကစိုက်ကားကိုစစ်ဘက်နဲ့ဦးနှင့်တစ်ချက်ပိတ်ကန်လိုက်ပြီးဟေ့ကောင်ရီးမို့အိမ်ပြန်ရမလားပို့ဆိုအခုပို့ဟုတိုင်းထွာလိုက်ကစိုက်ကားပေါ်တက်ထိုင်လိုက်လေသည်ဘာကြီးဒီကိုယ်လုံးရှိန်ကနေဖြစ်သွားလေသည်သူသည်အန်ကျိတ်လိုက်၏သို့တော်တက်ကြွလာသောသူစိတ်ကိုချက်ချင်းပြန်လျှော့လိုက်ပြီးစိုက်ကားကိုစနေတော့လေသည်မနှင်းမဲညင်း၍ဘာကြီးတင်းခံနိုင်ပါမည်လားတင်းမည်ဆိုရင်တော့တင်းခံနိုင်ပါသည်သို့တော်ဘာကြီးကမုန်းတတ်သည်ယွန်လဲယွန်တတ်သည်ပြီးတော့ကြောက်တတ်သည်ဆိုရာ၌ဘာကြီးလူကိုကြောက်ချင်းမဟုတ်ပါဘာကြီးလူကိုတော့မကြောက်လက်နက်ကိုကြောက်ချင်းသာဖြစ်သည်နောက်သူတို့လက်ထက်တွင်ရှိသောဥပဒေပုံမှန်များကိုလည်းဘာကြီးကြောက်တတ်သည်သူကနှစ်ချက်ရိုက်လို့မိမိကတစ်ချက်ပြန်ထိုးလျင်ခုခံမှုနှင့်အဖမ်းခံရမည်သိကြသည်မိသူတရားသည်မိသူမတရားသည်ကိုစဉ်းစားဆုံးဖြတ်ခြင်းမခံရမည်ကတ်တဲတွင်မိမိအထိုးအကျိတ်ခံရမည်အငင်းဆဲခံရမည်မှာတော့သိကြနေသည်တရားဥပဒေအရရုံးတွင်အနာရရန်မှာလဲထိုဘာကြီးလိုစင်ရသားမှာလုံလောက်သောရုံးစည်းငွေကြီးမတန်နိုင်ရှာပြီအကယ်၍အိန္ဒိယ၌ပင်ထိုရဲသားကတနက်ဖြင့်ပြစ်သက်လိုက်၍ဘာကြီးတည်ဆုံးသွားရပြီထားအောင်ဘာကြီးအဖို့ဘဝချမှနေ၍ဥပဒေတရားမျှတမှုကိုကတွေ့ရမည်မဟုတ်ချေဒီကောင်တခုသို့မဟုတ်ဒီကောင်ဓမြမတင်ငါလို့ခေါ်မိတာထွက်ပြေးတယ်ဟုဥပဒေလက်ကင်ထားသောသူတို့တွေကနောက်တနေ့ထုတ်သတင်းစာများကိုသတင်းဝေပေးကြမည်ဒီလိုတခိုးဓမြကိုမဆွဆွဲခြင်းသေးလျင်လဲ၎င်းတို့အကြက်တဲတွေ့တိုင်းအလွဲတကူအသုံးပြုလိရှိသောဩဝါဒတစ်မျိုးရှိပါသေးသည်ဒီကောင်ကူမျိုးနှင့်ဘာကြီးတို့၏အသက်ကသူတို့လက်ထဲတွင်ဘာမျှတန်ဖိုးမရှိချေထို့ကြောင့်ဘာကြီးသည်တက်ကြွလာသောသူစိတ်ကိုချက်ချင်းပြန်လျှော့လိုက်ပြီးစိုက်ကားကိုစနေလေတော့သည်တလန်းလုံးရဲသားကအိမ်ငိုင်လာသည်ဘာကြီးမှမူအိမ်မငိုင်းမိရန်မနှဲတတိထားနေရသည်ဤသို့နှင့်မိုးတစ်ပေါက်နှစ်ပေါက်ရွာအကြတွင်ဘာကြီးဗဟန်းသို့ရောက်လာလေသည်ဘယ်ပို့ရမလဲဆရာဟုဘာကြီးကစိုက်ကားကိုအရှင်လျှော့၍ပို့ရမည်နေရာကိုမသိ၍မေးသည့်အခါတွင်အိမ်ငိုင်နေသောရဲသားကကျိန်မောင်တိုင်းထွာပြီးမှနေရာကိုပြောလေသည်တယောက်ကလုံးတိတ်ဆိတ်နေသည်ဘာကြီးသည်ဗဟန်းဌာနရှိတွင်စိုက်ကားကိုထိုးရက်ပေးလိုက်လေသည်ရောက်ပြီဆရာဟုနှုတ်ကပါအစီရင်ခံမှရဲသားကတနက်ကိုပိုက်ပြီးစိုက်ကားပေါ်မှဆင်းသွားလေသည်တဆိုင်ဆိုင်နှင့်ရှိသူသာရဲသားဆက်လျှောက်သွားသည်ဘာကြီးကိုတစ်ချက်မှပြန်လှည့်မကြည့်ဘာကြီးရင်ထဲမှာကတုံးကရင်ကြီးဖြစ်လာလေသည်ထို့ကြောင့်အတော်လေးလှမ်းသွားပြီဖြစ်သောရဲသားကိုဘာကြီးအော်ပြောမိလေသည်ဆရာကျွန်တော်ကိုလက်ဖက်ရည်ဘိုးလေးမပြီးတော့ဘူးလားဆရာသို့တော်ရဲသားကရှေ့သို့ဆက်လျှောက်မြဲလျှောက်သွားလေသည်ဘာကြီးမောနေသောအတန်ကိုကြားဟန်မတူဒီတဲ့အော်၍ဘာကြီးကနောက်တစ်ကြိမ်ထပ်တောင်းပန်လေသည်ထိုအခါမှရဲသားသည်နောက်သို့ပြန်လှည့်ပြီးဘာကြီးကိုကြည့်သည်သို့တော်သူသည်ဒီရိုင်းဖြစ်နေသောသူ့ကိုယ်အသာထိန်၍ဘာကွာလက်ဖက်ရည်ဘိုးဟုတ်လား
အေးရော့ဟောတာယူဆိုကဘာကြီးအားမဖွယ်ရသောနေရာကိုပြလေသည်ဘာကြီးငိုခြင်းသည်ဒေါသဖြစ်လွန်၍ငိုခြင်းသည်ငိုလဲငိုမိလေသည်သို့သောစိုက်ကားသမား၏မျက်ရည်ကဘာကြီးနှာခေါင်းပေါ်သို့ပေါက်ကနေကျလာသောမိုးရီတစ်စက်လောက်မျှတန်ဖိုးမရှိချေဘာကြီးသည်စိုက်ကားကိုတပင်းချင်းလှည့်၍နင်းလိုက်လေသည်မိုးလဲတပွဲပွဲရာနေပြီဖြစ်သည်စာပေသစ်မဂ္ဂဇင်း1950နှစ်ဇူလိုင်လကဲဝတ္ထုတူလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးဒီနာဆင်ပေးခဲ့ကြတဲ့ဒုချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်စိတ်ဆင်းရဲခြင်းကိုယ်ဤဆင်းရဲခြင်းတို့မှာကင်းဝေးကြပါစေ